ကဲအားလုံးမင်္ဂလာပါခင်ဗျာဒီကနေ့ဒေတာအသီးသီးမှာရှိတဲ့တောင်သူဦးကြီးတွေကိုကျွန်တော်မိတ်ဆက်ပေးနေတာကတော့နော်နောက်ထပ်ကြက်သွန်ပွဲရုံတစ်ခုနဲ့မိတ်ဆက်ပေးမှာဖြစ်ပါတယ်ခင်ဗျာအဲ့ဒီကြက်သွန်ပွဲရုံကတော့ကဲဒီမှာကြည့်လိုက်ပါခင်ဗျာဒီမှာကဘာစောကြက်သွန်ပွဲရုံဖြစ်ပါတယ်ခင်ဗျာကဘာစောကြက်သွန်ပွဲရုံလို့ဆိုလိုက်တာနဲ့ဒေတာအသီးသီးမှာရှိတဲ့ကျွန်တော်ရဲ့တောင်သူဦးကြီးတွေအားလုံးသိချကြလိမ့်မယ်လို့ကျွန်တော်အနေနဲ့မျှော်လင့်မိပါတယ်ခင်ဗျာကစပါသောပွဲရုံအားဆိုလို့ချင်းဖြစ်ကျွန်တော်တို့မန္တလေးရွှေမြို့တော်ကြီးရဲ့အဓိကအချက်ချာကြတဲ့89လမ်း2829ကြားမှာတည်ရှိတာဖြစ်ပါတယ်ခင်ဗျာဒါကဆိုလို့ချင်းဖြစ်ကဘာစောပွဲရုံပိုင်ခြင်းအန်တီထေးကျွန်တော်တို့ရဲ့အန်တီထေးဖြစ်ပါတယ်ခင်ဗျာအန်တီထေးရဆိုလို့ချင်းဖြစ်ဒီနှစ်တာမကရှင်းနှစ်ပေါင်းများစွာကနေပြီးတော့တောင်သူဦးကြီးတွေရဲ့အားကိုးအားထားယုံကြည်မှုနဲ့ဆောင်ရွက်လာတာဆိုလို့ချင်းဒီနေ့ထိစက်သွန်ပွဲရုံကိုအောင်မြင်စွာနဲ့ဆောင်ရွက်လျက်ရှိပါတယ်ခင်ဗျာဒါကတော့အန်တီထေးရဲ့တူသားဖြစ်တဲ့ကိုနေလင်းအောင်ဖြစ်ပါတယ်ခင်ဗျာကိုနေလင်းအောင်ဆိုလို့ရှိရင်ဖြစ်ဒေတာအသီးသီးမှရောက်ချီလာတဲ့ကြက်သွန်အနီအဖြူများကိုတိကျတဲ့လေးချိန်နဲ့မှန်ကန်တဲ့ဈေးနှုန်းတွေကိုလက်လီလက်ကားရောင်းချပေးနေတာကဘာစောပါဒါကြောင့်မလို့ကျွန်တော်အနေနဲ့ကဘာစောကိုကြွက်လန်းခဲ့ပါလို့ဖိတ်ခေါ်ပေးခြင်းပါတယ်ခင်ဗျာကဲတောင်သူဦးကြီးတွေကဒေတာအသီးသီးကနေပို့ဆောင်ထားတဲ့ကဲကြက်သွန်တွေကိုကြည့်လိုက်ပါခင်ဗျာကဲကြည့်လိုက်ပါဒီလောက်အများကြီးကိုယုံကြည်စိတ်ချစွာနဲ့ပို့ဆောင်ထားတာဖြစ်ပါတယ်ခင်ဗျာဒါကတော့ကဘာစောကိုပို့ဆောင်ထားတဲ့ကြက်သွန်တွေဖြစ်ပါတယ်ခင်ဗျာကဲဒီဘက်ကတော့ကြက်သွန်အဖြူတွေပါဗျာကဘာစောကနေပြီးတော့အဖြူတွေကောအနေတွေကိုနော်တောင်သူဦးကြီးတွေရဲ့စိတ်တိုင်းကြရောင်းချပေးနေတာလက်လီလက်ကားရောင်းချပေးနေတာကဘာစောပါခင်ဗျာဒါကြောင့်မလို့ကျွန်တော်အနေနဲ့နောက်ထပ်မှန်ပြီးတော့ဖိတ်ခေါ်ချင်တာတော့ကဘာစောကိုကြွက်လန်းခဲ့ပါလို့ကျွန်တော်အနေနဲ့ဖိတ်ခေါ်ချင်ပါတယ်ခင်ဗျာဒီနှစ်တင်သားမကနောက်နှစ်များစွာမှာလဲကဘာစောကိုကြွက်လန်းခဲ့ပါလို့ဖိတ်ခေါ်ရင်ကျွန်တော်အနေနဲ့အားလုံးကိုနှုတ်ဆက်ပါတယ်ခင်ဗျာ